ကျွန်တော်တို့10ကျော်တက်ရွယ်အသက်20ကျော်ချိန်ဆိုတာအရန်မှာအရေးကြီးပါတယ်ဒီနေ့မှာတော်တော်များများပြောကြရပေါ့လေကျွန်တော်တို့လမ်းပြောက်တယ်ဘာလို့လွတ်ရမှမသိဘူးဆိုတဲ့ဇာတ်ကားဒါတော်တော်များများမှရှိလိမ့်မယ်အဲ့ဒါလေးအမှန်ပါကျွန်တော်တို့အသက်20ကျော်တို့ဘဝရဲ့တကယ်အစစ်အမှန်ကဘာလဲဆိုတော့ကျွန်တော်တို့ဘာမှမသိတာကအစစ်အမှန်ပါအကုန်လုံးသိနေတယ်ဆိုတာကျွန်တော်မိဘအဆင်ပြေရဖြစ်ဖြစ်မိဘလမ်းကြောင်းတစ်ခုချပေးရဖြစ်ဖြစ်ဒီလိုလူပြရတော့အဆင်ပြေလိမ့်မယ်သူတို့ပေါ်လမ်းကြောင်းတစ်ခုရှိပြီးသားမင်းကြီးလိုက်ဘာလို့ရမလဲနောက်က resource လို့ခေါ်တဲ့ပတ်စံလေးရှိတယ်ကွာဥပမာငါသားလေးဘာလုပ်ချင်လဲငါသမီးလေးဘာလုပ်ချင်လဲကြိုက်တာလို့အဆင်ပြေအောင်ပတ်ပိုးပေးမယ်ဒီလိုတဲ့အဆင်ပြေတယ်ပထမတစ်ခါကမှ background မရှိဘူးကိုယ်တိုင်အမဲအစားဆုံးရှာဖွေရမယ်ဆိုလို့ရှိရင်ကျွန်တော်ပြောချင်တာအချိန်ဖြုတ်မှုတွေအချိန်မရှိပါဘူးအသက်20ကျော်ဆိုတာဒီနေရာမှာတချို့ပြောလို့ရှိရပေါ့လေအသက်20ဆိုတာအဲ့လောက်ထိအရေးမကြီးပါဘူးမင်းအသက်30အချိန်ကြီးအများကြီးကြံသေးတာပဲအသက်30ကျော်မှခုမှစပြီးလှုပ်လဲနောက်မကြပါဘူးပေါ့လေအမေကတော့ကျွန်တော်အမြင်တော့နောက်ကြတယ်အခုချိန်ရောက်နေတဲ့အချိန်ကအကောင်းဆုံးပဲဘာဖြစ်လဲဆိုတော့ကျွန်တော်တို့အခုချိန်မှာလှုပ်လိုက်တဲ့ action တွေလှုပ်လိုက်တဲ့အကြောင်းပြချက်တွေကြောင့်ပဲကျွန်တော်အသက်30မှာအကျိုးတစ်ခုဖြုတ်ရမှာဟိုဒီနေရာမှာတစ်ခုဖြစ်လိုက်မယ်ကျွန်တော်ပုံစံမြင်သိချင်တော့ကျွန်တော်ဗီဒီယိုတစ်ခုတော့ပြမယ်ဒီချိန်မှာကျွန်တော်အားကြားလို့ဆိုပြီးပြောနေလို့ရှိတယ်ဒါပေမဲ့သူတို့မမြင်တာဘာလဲဆိုတော့လွန်ခဲ့တဲ့2နှစ်3နှစ်တုန်းကဒီလမ်းကြောင်းတစ်ခုတည်းကိုကျွန်တော်စပြီးရှောင်းနေတဲ့ကော်နာစပြီးကြိုးစားနေတဲ့ကော်နာသူတို့မမြင်ကြဘူးဒါပေမဲ့အခုချိန်မှာမြင်တဲ့ကော်နာကျတော့အားကြကြတယ်ကျွန်တော်ပြောချင်တယ်အဲ့လိုပဲအကြောင်းပြချက်ရှိလို့အခုလိုအကျိုးဖြစ်လာတာကျွန်တော်တို့အသက်20မှာဘာလုပ်လဲဆိုတဲ့အကြောင်းပြချက်တွေပုံမူတည်ပြီးတော့ကျွန်တော်တို့အသက်30လောက်ကြာရင်ကျွန်တော်တို့အဲ့ဒီအကျိုးရလဒ်ကိုခံစားခွင့်ရလိမ့်မယ်အဲ့ဒီကြောင့်ကျွန်တော်တို့မှာအချိန်ဖြုံးဖို့ဆိုတာမရှိပါဘူးအခုတည်းကကျွန်တော်တို့တိဆောက်မှာလား career ပဲဖြစ်ဖြစ်နော် skill တစ်ခုပဲဖြစ်ဖြစ်ကျွန်တော်တို့အခုတည်းကစပြီးတော့သင်ယူပါတော့တစ်ခုခုဒီဇိုင်းမဲ့နဲ့စပြီးလုပ်ကြည့်ပါတော့မှားတယ်မှန်တယ်ဆိုတာမရှိဘူးတစ်ခုလို့တစ်ခုဒီဇိုင်းမဲ့စမ်းကြည့်ပါလမ်းပြောက်တယ်ဆိုတော့ကျွန်တော်တို့အများကြီးစဉ်းစားနေလို့ပြောက်တာပါငါဒီတစ်ခုတည်းပဲလုပ်ကြည့်မယ်ဆိုတော့အတွေးလေးနဲ့စပြီးတော့ try ကြည့်ပါကျွန်တော်တို့ကအကျွမ်းကျင်ဆုံးဖြစ်လာရင်ပတ်စံဆိုတာဘယ်တော့မှမရှားပါဘူး